ဒီနေ့မှာတော့ Rematch Watch 20 Smartwatch ရဲ့အသုံးပြုဖို့အစီအစဉ်ကိုပြောပြပေးသားမှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ Power ဖွင့်မိရနဲ့ Language ကိုရွေးချယ်ပေးပါ။ကျူဟာပေါ်လာတဲ့အခါမှာတော့ကိုယ့်ရဲ့ဖုန်းကစကန်နဲ့ဖတ်ပေးပါ။စကန်ဖတ်ပြီးရဲ့နောက်မှာတော့ Remote Facebook App ကို download လုပ်ပေးရမှာပဲဖြစ်ပါတယ်။ Application နဲ့ဝင်ပြီးရနဲ့ device ဆိုတာကိုနှိပ်ပေးပါ။ထပ်ပြီးတော့ Add a new device ဆိုတာကိုနှိပ်ပေးပါ။ Watch 20လို့ပေါ်လာရင်တော့ Watch 20ဆိုတာလေးကိုရွေးချယ်ပေးပါ။ပြီးရင်တော့ contact ကိုနှိပ်ပေးပါ။ Bluetooth pair record လို့ပေါ်လာရင်တော့ pair ကိုနှိပ်ပြီးရင်ဖုန်းနဲ့ smartwatch ချိတ်ဆက်ပြီးသွားပါပြီ။ smartwatch ကို wallpaper ချိန်နေတဲ့အခါ watch face ထဲဝင်ပြီးတော့ကိုချမ်းနေတဲ့ wallpaper ကိုရွေးချယ်ပြီးတော့ထားလို့ရပါမယ်။ဒီလိုလေးပေါ်လာရင်တော့နိုင်မှာ download လုပ်နေရပဲဖြစ်ပါတယ်။နိုင်ပိတ်လိုက်တာမျိုးနဲ့ဖုန်း app တွေကထွက်သွားတာမျိုးလုပ်လိုက်ရင်တော့ smartwatch မှာ error တစ်ခုခုဖြစ်သွားနိုင်ပါတယ်။ download ပြည့်သွားပြီဆိုရင်တော့နိုင်မှာပါ wallpaper ချိန်ပြီးသွားပြီဖြစ်ပါတယ်။ကိုစိတ်ချိုက် customize wallpaper မျိုးထားခြင်းနဲ့ဆိုရင်တော့ watch face ထဲကိုဝင်ပြီးတော့ customize ကိုရွေးပေးပါ။ပြီးရင်တော့ background setting ကိုနှိပ်ပါ။ front the album ကိုရွေးပေးပါအဲ့ထဲကနေကိုကြိုက်တဲ့တပုံကိုရွေးပြီးတော့ yes ကိုနှိပ်ပါပြီးရင်တော့ပေါ်လာတာလေးကိုထပ်နှိပ်ပေးပါဒါဆိုရင်တော့နိုင်မှာပါ download ပြုလုပ်နေရပဲဖြစ်ပါတယ်download ပြည့်ပြီးသွားရင်တော့နိုင်မှာပါချိန်တော့မှာပဲဖြစ်ပါတယ်လက်ကိုလှုပ်လိုက်ရုံနဲ့ screen ပွင့်တာမျိုးလိုချင်နေဆိုရင် screen အပေါ်ကိုဆွဲချပြီးအခုလိုမျိုးပေါ်လာပါလိမ့်မယ်လက်ပုံစံလေးကိုနှိပ်ပြီးတာနဲ့အပိတ်ဖွင့်လေးပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်ဘေးကခလုတ်လေးကိုနှစ်ချက်နှိပ်လောက်ရုံနဲ့အခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်အားကစားလုပ်တဲ့သူတွေအတွက်ဆိုရင်လည်း sport function 100ကျော်လဲပါဝင်ပါသေးတယ်result ချဖို့အတွက်ဆိုရင်တော့ setting တွေက system ကိုနှိပ်ပေးပါပြီးရင်တော့အခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်အမှတ်ချက်လေးကိုနှိပ်လိုက်တာနဲ့ result ချသွားမှာပဲဖြစ်ပါတယ်ဖုန်းကိုင်ဖုန်းချကိုတော့ application နဲ့ချိတ်ဆက်ထားတဲ့၍ smartwatch မှာရောဖုန်းမှာပါပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးလည်းထပ်တင်ပေးဖို့ရှိတဲ့အတွက်ကြောင့်မို့ညီမတို့ရဲ့ channel လေးကို like and subscribe လုပ်သားပေးဖို့မမေ့နဲ့နော်